ရှိကဟန်လင်းကြီးမြို့ဟောင်းနေရာ၌ပဲယဟန္တာဓာတ်တော်စေတီဟုထင်ရသောစေတီပေါင်း300ကျော်ရှိတယ်ဒီလောက်များပြားသောယဟန္တာပုဂ္ဂိုလ်တွေမြန်မာပြည်မှာပေါ်ပေါက်ခဲ့တယ်ဆိုတာဘလောက်ဝမ်းသာဖို့အားရဖို့ကောင်းတယ်လေလို့ရှိကသမိုင်းတွေစေတီသမိုင်းတွေတိမ်သမိုင်းတွေဖတ်ရတယ်ပေစာနဲ့ရှိတယ်တချို့ကပရပိုက်တွေနဲ့ရှိတယ်ဒီပေစာပရပိုက်တွေထဲမှာဘယ်သိမ်သမုတ်တုံးကယဟန္တာပေါင်း900သမုတ်တယ်ဘယ်စေတီတဲစင်္ဂါတုံးကယဟန္တာပေါင်း900ဒီမှာလာရောက်ပြီးကုညီကြတယ်စသည်ဖြင့်သမိုင်းတွေဖတ်ရတယ်ထိုသမိုင်းစာတွေဖတ်စဉ်တုန်းကရှေးခက်ကရေးထားလို့သာဖတ်ရတယ်စိတ်ထဲလှိုက်လဲဒီလောက်များပြားသောယဟန္တာတွေမြန်မာပြည်မှာရှိတယ်ဆိုတာဟုတ်မှဟုတ်ပါရဲ့လားလို့တခါတရံပုထုဇဉ်လည်းဖြစ်လူငယ်လည်းဖြစ်သောကြောင့်တွေးတောမှုချင်းမှာမမှီမကန်းနဲ့တွေးတောခဲ့ဘူးလေယခုအသက်ရွယ်ကကြီးလာတော့လက်တွေ့စေတီတွေယဟန္တာဓာတ်တော်တွေတွေ့ရတဲ့အခါကျမှဟုတ်တယ်စာရီတဲ့ရေးတာတဲ့မကဘူးအများအပြားရှိအောင်မှလို့ယုံကြည်ထားတယ်ထို့အပြင်အခြားသောမြို့ရွာတွေမှာလည်းယဟန္တာဓာတ်တော်တွေတွေ့ကြတယ်ဘုန်းကြီးမိထ္ထိလာရောက်သွားတော့ဝမ်းတော်ကြီးကျောင်းတိုက်ဆရာတော်သည်သူ့ကျောင်းထဲ၌သူ့ကျောင်းကြီးပေါ်၌ဓာတ်တော်တွေအများအပြားစုဆောင်းထားတယ်ဗီတော်တွေအမျိုးမျိုးနဲ့ပလင်းတွေဖန်ဖိုးတွေနဲ့ထည့်ပြီးတော့ပြထားတယ်ဘုရားဓာတ်တော်တွေယဟန္တာဓာတ်တော်တွေစာရန်တွေဆွဲပြီးတော့ပြထားတာများပြလိုက်တဲ့ဓာတ်တော်တွေဒါသူ့ကျောင်းပေါ်တွင်ရှားကြံရတဲ့မြပြထားနိုင်ကြများတယ်ပြတာကြည့်လို့မဆုံးနိုင်ဘူးပြီးတော့စေတီတွေထဲမှာထည့်ထားပနာထားတဲ့ဓာတ်တော်တွေကလည်းအများအပြားရှိသေးတယ်မြန်မာပြည်သည်ယဟန္တာဘယ်ခါမှမစိတ်ဘူးဆိုဟူသောစကားသည်ဧကံဖြစ်တယ်ဘုန်းကြီးတို့သိတာတဲ့ပို၍များပြားဒီမှာဧကံဖြစ်တယ်